ဩစတြေးလျနိုင်ငံသားတွေကိုတုပ်ကွေးရောဂါနိုင်ငံတော်ဖြစ်ပွားမှုများပြားနေချိန်မှာတုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံမှုတိုက်တွန်းထားပါတယ်။ Federal ကျန်းမာရေးနဲ့တက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနမှထုတ်ပြန်ထားတဲ့အချက်အလက်တွေအရဩစတြေးလျမှာ2025ခုနှစ်အစပိုင်းမှာစတင်ပြီးဓာတ်ခွဲခန်းအတည်ပြုထားတဲ့တုပ်ကွေးဖြစ်ပွားမှု92,000ကျော်ရှိခဲ့ပါတယ်။2024ခုနှစ်မေလကုန်ကဩစတြေးလျမှာတုပ်ကွေးရောဂါအတည်ပြုလူနာ93,000ကျော်ရှိခဲ့ပါတယ်။နိုင်ငံမှာစံချိန်တင်တုပ်ကွေးရောဂါဖြစ်ပွားမှု3,650,000ကျော်နဲ့သေဆုံးသူ1,000ကျော်ရှိခဲ့ပါတယ်။အမျိုးသားကာကွယ်ဆေးထိုးခြင်းအစီအစဉ်အရတုပ်ကွေးကာကွယ်ဆေးဟာအသက်9နှစ်အောက်ဩစတြေးလျနိုင်ငံသားများကိုယ်ဝန်ဆောင်မိခင်များဌာနေတိုင်းရင်းသားဩစတြေးလျနိုင်ငံသားများနဲ့65နှစ်အထက်သူတွေကိုအခမဲ့ကာကွယ်ဆေးထိုးနှံပေးနေပါတယ်။ကင်ဘာရာနဲ့အနီးတစ်ဝိုက်ဒေသများရှိကလေးများအတွက်အခမဲ့ pop-up ကာကွယ်ဆေးထိုးဆေးကမ်းများကို ACT အစိုးရကကြေညာခဲ့ပါတယ်။ ACT ရဲ့ကျန်းမာရေးအရာရှိချုပ်ကနှစ်စဉ်ကာကွယ်ဆေးထိုးခြင်းဟာတုပ်ကွေးရောဂါကိုအကောင်းဆုံးကာကွယ်ပေးတယ်လို့ပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။